သားစုအတွက်အရန်ကိုအထူးကျေးဇူးတင်ဖို့ကောင်းတဲ့မင်္ဂလာသတင်းတစ်ခုပြောချင်ပါတယ် ကျွန်တော်တို့45ရက် vegan လန်ကာလာကိုစတင်တဲ့အချိန်မှာဒီလောက်ထိလူကြီးကူညီလိမ့်မယ်အားပေးလိမ့်မယ်လို့မျှော်လင့်ခဲ့ပါဘူး ဒါပေမဲ့အားဖြင့်စရာကောင်းတာတစ်ခုကတော့လူတွေရဲ့အားပေးမှုနဲ့ချစ်ခင်မှုကိုရရှိခဲ့လို့ကျေးဇူးတင်ပါတယ်ဘာသာဝင်ပေါင်းစုံရဲ့ချစ်ချင်းမြတ်တာကိုရရှိခဲ့လို့အထူးပဲဝမ်းသာကျေနပ်ပါတယ် အားလုံးရဲ့ချစ်ချင်းမြတ်တာနဲ့ကောင်းကြီးပေးမှုကြောင့်တရားရှိတော်မူလို့ထင်ထားတဲ့ငွေကိုလည်းပြန်ရရှိခဲ့ပါတယ် အဲ့ဒီငွေနဲ့ဖောက်ဖောက်ပြန်ပြီးတော့မယ်နော် တော့ပြန်ပြီးတော့ မင်္ဂလာပါ ဖွားဖွားကိုပတ်စံပြီးတော့ကြောကြမယ်နော်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဘုံတို့တမိသားစုလိုကာယကဝစီကမနောကနဲ့ပြမမိနေတာရှိရင်ခုလိုပေးပါဦးနော် အားလုံးရဲ့ကျေးဇူးတင်ပါတယ်နောက်လာမယ့်နှစ်ဒီမှာပညာတတ်ကြီးဖြစ်ပြီးလိမ္မာတဲ့သားသမီးမိဘတွေကိုကျေးဇူးဆောင်ရှောက်တဲ့သားသမီးများဖြစ်ပါစေလို့ဘုရားဆုတောင်းပေးပါတယ် ဘာပြောမလဲအားဆိုပေးတဲ့ဆုနဲ့ပြေးပါစေပြောလေပေးတဲ့ဆုနဲ့ပြေးပါစေ ဒီနေ့